ကောင်လေးကရေပြင်ကိုတစ်ကိုင်းလေးတစ်ကိုင်းနဲ့ဖြည်းဖြည်းချင်းထိကြည့်လိုက်တယ်နောက်တစ်စက္ကန့်မှာပဲအဲ့ဒီတစ်ကိုင်းလေးကရွှေဖြစ်ကိုပြောင်းသွားခဲ့တယ်ရွှေရောင်လေးကတစ်ကိုင်းတစ်လျှောက်ကိုအမြန်ပြန့်နှံ့သွားခဲ့တယ်တွန်တယောက်လှန့်သွားပြီးတစ်ကိုင်းကိုရေကန်နဲ့ချက်ချင်းလွှင့်ပစ်လိုက်တယ်အဲ့ဒီအချိန်ကျမှဒီရေကန်ကအရာအလုံးကိုရွှေဖြစ်သွားစေနိုင်တယ်ဆိုတာသူသဘောပေါက်သွားတယ်စစ်သားတွေနဲ့ဒိုင်းကားတဲ့အကုန်လုံးကရွှေရောင်တွေဖုံးလွှမ်းနေမိမဲ့ရေကန်တွေကဓားကတော့ဘာမှပြောင်းလဲမသွားခဲ့ဘူးတွန်လဲနားမလည်နိုင်ဖြစ်သွားပြီးသူ့ဓားကိုထုတ်ကာစမ်းကြည့်လိုက်တယ်သူ့ဓားကလည်းရွှေဖြစ်မသွားခဲ့ဘူးသူကအကြောင်းရင်းကိုသိချင်တာနဲ့ခယူကွန်တစ်ခုကိုကောက်ပြီးထက်ဆန်းကြည့်လိုက်တယ်ခယူကွန်ကတော့ချက်ချင်းပဲရွှေရှင်ဖြစ်ပြောင်းသွားခဲ့တယ်အဲ့ဒီတော့မှတွန်တယောက်ဒီရေကန်ရဲ့လျှို့ဝှက်ချက်ကိုလုံးဝနားလည်သွားပါတော့တယ်အဲ့ဒီအချိန်မှာအဖင်ဖောက်မှာကြံခဲ့တဲ့သူ့တငယ်ချင်းကိုရုတ်တရက်တတိယသွားပြီးသူ့ရင်ထဲမှာမကောင်းတဲ့နမိတ်တစ်ခုကိုခန်းစားလိုက်ရတယ်တကယ်ပဲဂျယ်ရီကတောင်ကြားထဲမှာရတနာတွေကိုတူးဖော်နေခဲ့တာပါတောက်ပတ်နေတဲ့ရွှေတုံးတွေကြောင့်သူ့မျက်လုံးတွေအယောင်လက်လာပြီးလုံးဝကိုယူဆွတ်သွားတယ်လို့ဖြစ်နေခဲ့တယ်သူကအငန်းမရဆက်တူးနေခဲ့တယ်အဲ့ဒီအရှုပ်သွေးကြားထဲမှာရွှေလက်ကောက်တကွင်းကသူ့အာယုံကိုဖန်ဆားသွားခဲ့တယ်သူကတစ်စက္ကန့်လေးတောင်မစင်းစားတော့ပဲအဲ့ဒီလက်ကောက်ကိုကောက်ဆွတ်လိုက်ပါတယ်ရုတ်တရက်သူ့ပတ်လည်မှာမီးကိုရောင်အဖြူငွေ့တွေထွက်လာပြီးသူ့တကိုယ်လုံးကိုအမြန်ဝါမျိုးသွားခဲ့တယ်သူ့တငယ်ချင်းတွေရောက်လာတဲ့အချိန်မှာတော့မြေကြီးပေါ်မှာမီးလောင်ထားတဲ့ဖက်နှက်တရံပဲကြံနေခဲ့ပါတော့တယ်ဂျယ်ရီကတော့ဘယ်ရောက်သွားမှန်းမသိတော့ပါဘူး